ဘုဇင်ခုနှစ်ပါးကိုမပွားပဲနဲ့ကုသနာဖြစ်အောင်မလုပ်ဖဲနဲ့နိဗ္ဗာန်ရတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရားအောင်မှမရှိဘူးဒါဖြင့်ဝိသခာတို့ခုနှစ်နှစ်သမီးသောတာပန်ဖြစ်သွားတာဘယ်ချိန်များဘုဇင်ပွားလိုက်တုံးလို့မိကောင်းမိထားလိုက်ရသော်ဘုရားတရားကိုနားနေတဲ့အချိန်မှာသူတဏ္ဍာမှာတတိတွေတို့ဝီရိယတွေတို့ပညာတွေတို့ဖြစ်မနေဘူးလားအဲ့ဒါတွေကသူတဏ္ဍာမှာဖြစ်ပွားနေတာနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာဟောဒီတတိတို့ပညာတို့ဝိရိယတို့ကကျင်းပြီးတော့ဘယ်တော့မှမရောက်ဘူးတဲ့နော်ဒါတွေဟာစွန့်ရင်တတိဟာတရားဓမ္မသွားပြီးတော့အားထုတ်နေမှမဟုတ်ဘူးတရားနာရင်လည်းဟောဒီစွန့်ရင်တတိတွေတက်လာနိုင်တယ်တရားကိုအာရုံစိုက်ပြီးတော့နားနေတာတတိထားနေတာတရားပေါ်မှာအာယုံရောက်နေတာဒါတတိပဲပေါ့တရားရဲ့သဘာဝတရားကိုဆင်ញင်နိုင်တာပညာပဲပေါ့ကြိုးစားပြီးတော့မှတ်နေတာဝိရိယပဲပေါ့စိတ်ထဲမှာတရားအတိအလေးတွေရတဲ့အခါကြည်နူးနေတာပီတိပဲပေါ့အဲဒီလိုကြည်နူးနေတဲ့အခါကိုယ်ရောစိတ်ရောငြိမ်းချမ်းတယ်ညောင်းတယ်ညာတယ်ဆိုတာမရှိဘူးတဏှာကြီးလုံးလုံးထိုင်းတာလည်းပဲဟောညောင်းတယ်ညာတယ်မရှိဘူးဆိုဟောပတ္တတိပဲပေါ့အဲဒီလိုခန္ဓာကိုယ်ထဲမှာဒီတဘာဝတရားတွေဟာတရားနာရင်လည်းပဲဖြစ်တာအဲ့ဒါဘုဇင်ခုနှစ်ပါးပွားတာပဲလို့ဒီလိုပြောတာပဲပေါ့ဒီကောင်းပြီအဲ့ဒါလို့ဘုဇင်ခုနှစ်ပါးကိုအသုံးပြုတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်မလဲလို့ဆိုရင်အိုခြင်းနာခြင်းသိခြင်းစတဲ့ဘေးရန်တွေခင်းတဲ့နိဗ္ဗာန်ကိုရောက်ရှိပြီးတော့တဏှာဝဆင်းရဲကလွတ်မြောက်သွားနိုင်ပါတယ်ဧဝမာတိခုနုပေတံအနေကခုနသင်္ဃဟံအခုပြောခဲ့တဲ့အရေးချင်းတွေဟောဒီဘုဇင်တရားတွေမှာရှိပါတယ်များစွာသောခုံကျေးဇူးတွေအကျိုးကျေးဇူးတွေလည်းဟောဒီဘုဇင်ခုနှစ်ပါးတရားတွေမှာရှိပါတယ်ဩဒရင်စဣမမတ္တဟောဒီဘုဇင်တရားဟာဩဒတတကယ်အစွမ်းထက်တဲ့ဆေးကြီးလည်းဖြစ်တယ်ဟောလောကမှာယောဂဆိုတာ2မျိုးရှိတယ်လို့မှတ်ယောဂ2မျိုးကကာယိကရောဂခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂရုပ်ခန္ဓာကြီးမှာဖြစ်တဲ့ယောဂကိုကာယိကယောဂလို့ခေါ်တယ်စိတ်ထဲမှာဖြစ်တဲ့ယောဂကိုစေတသိကရောဂလို့ခေါ်တယ်တဲ့လောကလူတွေနေ့စဉ်ကုစားပြီးတော့နေကြတာဘာယောဂကုတယ်ထင်ကာယိကယောဂကိုကုနေကြတာအဲ့တော့မြတ်စွာဘုရားကဘယ်လိုဟောထားတယ်ဆိုလို့ရှိရင်ကာယိကယောဂဆိုတာတဲ့ဘယ်လိုပဲခုခန္ဓာရှိရင်တော့ပျောက်မှာမဟုတ်ဘူးတဲ့ဒါသိကြပေါ့ပဲလေခန္ဓာကိုယ်ရှိနေရင်ယောဂဆိုတာရှိလူတွေကအစမပြေမှယောဂလို့ထင်နေတာဟောခန္ဓာမှာရနေတဲ့ယုတ်တရားတွေအမြဲတမ်းကိုယ်ကိုနှိပ်စက်တယ်သူတို့ကိုယ်သူတို့လည်းပြန်နှိပ်စက်တယ်ရှိမျက်စိဆိုတာသူကအလကားနေတာမဟုတ်ဘူးတခါတရံကြည့်ပါများမျက်စိကညောင်းလာတယ်ဒီတိုင်းနေရင်ကနေတိမ်ကြလာတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားမျက်စိရှိလို့ရှိရင်မျက်စိဒုက္ခနားရှိတော့နားဒုက္ခဟောဒါကကိုမြင်လာတဲ့ဒုက္ခလေးကိုပြောတာမမြင်လာတဲ့ဒုက္ခကဘာလို့ဆိုရင်အစင်ထာဝရပြောင်းလဲမှုကြီးကဒီမျက်စိမှာရှိတယ်ဘာဖြစ်လို့လဲဆိုတော့မျက်စိကကိုငယ်ငယ်တုန်းကမွေးဖွားလာတဲ့မျက်စိမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုရင်တဖြည်းဖြည်းပြောင်းနေတာမြည်ရည်ကြီးကိုလှမ်းကြည့်လိုက်မြစ်ကိုကြည့်လိုက်လို့ရှိရင်ဟိုးမနစ်ကစီးတဲ့မြည်ရည်ရှိသေးလားမရှိတော့ဘူးသို့တော်ဒီကနေ့သွားကြည့်မြစ်ထဲမှာရေမရှိဘူးလားအေးအဲ့ဒါကိုကြည့်ပြီးလူကရှိတယ်လို့ထင်နေတာသို့တော်မနေ့ကရေမဟုတ်ဘူးမနှစ်ကရေမဟုတ်တော့ဘူးအဲ့ဒီတိုင်းပဲမှတ်ကိုမှန်ကြည့်မှန်နေကြည့်လိုက်လို့ရှိရင်ဒီကနေ့ရုပ်ကလေးကိုကြည့်ထားလက်ဖြင့်ကကြတော့ဒီရုပ်မဟုတ်တော့ဘူးလို့မှတ်ဒီရုပ်မဟုတ်တော့ဘူးဒါကခက်ကျဲကျဲပြောတာ
ဒီတဲ့စိတ်ပြောလိုက်လို့ရှင်မှန်ကြည့်ပြီးတော့မျက်စိမိတ်လိုက်ပြန်ကြည့်လိုက်အဲ့ဒါကိုကဒီယုံမဟုတ်တော့ချက်ချင်းပြောင်းသွားပြီလို့ပြောတယ်သို့တော့ပြောင်းလဲမှုသည်မထင်ရှားသည့်အတွက်ကြောင့်လူတွေကမသိဘူးတဲ့ခုနကတသိန်းစီးနေတဲ့ရေတွေရဲ့ပြောင်းလဲမှုကိုလူတွေကမသိတယ်လို့ပဲကိုယ်ရုပ်ကိုယ်ခန္ဓာပြောင်းလဲမှုမသိကြဘူးမပြောင်းလဲပဲနေလို့ရှိရင်လူတွေဟာတဖြည်းဖြည်းအိုးလာတယ်ဆိုတာဖြစ်ပါမလားအေးသပင်ဖြူတဲ့ပုဂ္ဂိုလ်ကလည်းရုပ်တရက်ထဖြူတာလားတဖြည်းဖြည်းလာဖြူလာတာအေးတဖြည်းဖြည်းဖြူတဲ့ဘက်ကိုရိုင်းလာတာဒါတဖြည်းဖြည်းလာနေတာလို့ဒီလိုပဲမှတ်အဲ့တော့ခန္ဓာကိုယ်ကြီးကအိုတဲ့ဘက်ကိုသွားနေတာဆိုတာနေ့စဉ်သွားနေတာခုံသွားတာမဟုတ်ဘူးနော်အကယ်၍မပြောင်းလဲဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေအမေမွေးတော့ကပုံတရံကလေးပဲနေမှာပေါ့အခုအဲ့ဒါလုံးမမနေတာပဲအဲ့ဒါကြောင့်မလို့ဒီယောဂဝေဒနာဆိုတာရုပ်ရှိနေလို့ရှိရင်ယောဂဝေဒနာကာယကယောဂဆိုတာရှိနေတယ်ရှိနေလို့မြတ်စွာဘုရားကလောကမှာတဲ့ကာယကယောဂကိုကုစားလို့မရဘူးတဲ့ကာယကဝေဒနာကင်းတဲ့ပုဂ္ဂိုလ်ဆိုတာတရားမှမရှိဘူးတဲ့ဒီလိုပြောတာဒီခန္ဓာကိုယ်ကြီးရှိနေရဲ့အတန်းနဲ့ကျမ်းမာပါတယ်လို့ပြောတဲ့ပုဂ္ဂိုလ်ဟာမသိမလိမ္မာလို့ပြောတာကိုယ့်အကြောင်းကိုမသိလို့ပြောတာလို့ဒီလိုပြောကိုယ့်ကိုမသိလို့ပြောတာတဲ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကယုတ်ခန္ဓာကိုယ်ကြီးမကျမ်းမာတာဆိုတာသဘာဝပဲအသာထားလိုက်ခန္ဓာကိုယ်မကျမ်းမာတာနဲ့ငရဲမချဘူးနောက်ယောဂတစ်မျိုးဖြစ်တဲ့စေတသိကယောဂကြောက်အောင်ကုစားရမယ်အဲ့ဒီစေတသိကယောဂတွေကိုကြောက်အောင်ကုစားပေးဖို့အကောင်းဆုံးဆေးကတော့ဟောဒီဘုဇဉ်9ပါးပါပဲလို့သူပြောတာခန္ဓာကိုယ်ကြီးကျမ်းမာတယ်ဆိုတာတခဏပဲကျမ်းမာတာစိတ်ကျမ်းမာသွားရင်ခြောက်ရကျမ်းမာဒါမှမဟုတ်စေတသိကရောဂကင်းတဲ့ပုဂ္ဂိုလ်ဆိုတာယန္တာဖြစ်မှကင်းတာတဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေကိုစေတသိကယောဂကင်းတယ်လို့ဆိုဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့စိတ်ထဲမှာဖြစ်တဲ့ယောဂဆိုတာတခြားပြောတာမဟုတ်ဘူး။ဒါပေမဲ့လူတွေကတော့နာမည်တွေကတ်တက်ပြီးတဲ့အခါကျတော့စိတ်ယောဂတို့စိတ်တစယောဂတွေတို့ဘာတို့သူများသွားခေါ်နေတာနော်။ကိုယ်တော့အဲ့ဒီထဲမှာစရင်မသွင်းဘူးလေ။သူများကသာပဲသွားပြီးတော့ခေါ်ကြတယ်သို့တော့ရသော်ဘုရားကယောဂလို့ဒီနေရာပြောတာဟာလောဘကလည်းစိတ်ယောဂပဲဒေါသကလည်းစိတ်ယောဂဒေါသစိတ်ယောဂဆိုဘယ်လောက်ထင်ရှားတော့ကြည့်လေစိတ်ဆိုးတဲ့လူဟာစိတ်ဆိုးတဲ့လူတယောက်ဟာကြည့်မပြောသင့်တဲ့စကားတွေလည်းပြောတာပဲမလုပ်သင့်တာတွေလုပ်တယ်အရာထဲမှာဆိုလို့ရှိရင်အချက်တကွဲအကျိုးနဲ့တချို့များဆိုရင်ဟုတ်ကဲ့ဆဲကြဆိုကြခုံညပေါက်ကြတဲ့အခါတည်းကိုရုပ်ပြည့်စင်မြတ်တွေဖြစ်မကုန်ဘူးလားတကယ်ကိုဒေါသဖြစ်လာလို့ရှိရင်တကယ်ကိုအယူဖြစ်သွားတာပဲဟောအဲ့ဒါယောဂပဲပေါ့မောဟဖြစ်ရင်လည်းယောဂပဲအိတ်တာဖြစ်မစ္စရိယဖြစ်ကိလေသာတွေဖြစ်တာတွေယောဂအဲ့ဒီယောဂတွေကိုကုစားဖို့အကောင်းဆုံးကတော့ဟောဒီဘုဇဉ်9ပါးပါပဲတဲ့အဲ့ဒီမှာမြတ်စွာဒီကာထာမှာဩတတေသဣမံမန္တံနဲ့မန္တဆိုတာဒီအစွမ်းထက်တဲ့မန္တရားပေါ့အစွမ်းထက်တဲ့မန္တရားကလည်းပဲသူကမှန်မှန်ကန်ကန်နဲ့ဒီမန္တရားကိုအသုံးပြုပြီးဆိုလို့ရှိရင်ယောဂကိုပယ်ဖြောက်ပေးနိုင်တာပဲသူကလည်းအစွမ်းထက်တဲ့မန္တရားကိုအသုံးပြုပြီးတော့ယောဂပယ်ဖြောက်ပေးနိုင်တယ်အဲ့ဒါကြောင့်မို့လို့တကယ်ယောဂကိုပယ်ဖြောက်ပေးနိုင်တဲ့မန္တရားအစစ်ဆိုတာဟောဒီဘုဇဉ်ပဲတဲ့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့ဒီဘုဇဉ်တုတ်ကြီးကိုရွတ်ဖတ်ကြပါစို့တဲ့ဒါပြောတာနော်ယောဂဘေးမှကင်းဝေးစေရန်ဘုဇဉ်တုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်တန္တာရေတန္တရန္ဒနံသဗ္ဗဒုက္ခဝိနာသနေတတ္တဓမ္မေဇာဘုဇင်ကေမာရသေနာပမတ္တနေဘုဇိတဝါယေစိမေတ္တတိဘဝမုဒ္ဒကုဒ္ဓမာအာဇာတိမဇရာဗျာတိအမတံနိဗ္ဗယံကတံ
ဧဝမာတိကုဏုပေတံအနေ